ကဲအားလုံးပဲမင်္ဂလာပါเนาะဒီနေ့ဒါလေးကိုတစ်ချက်မိတ်ဆက်ပေးမယ်เนาะဒါလေးရဲ့ရောင်းမဲ့တိုက်ကလေးပါเนาะလောစေကတော့လုံးဝတိုက်တစ်ပါเนาะလူမနေရသေးပါဘူးเนาะအခုမှဆောက်လုပ်ပစ္စည်းကစားလေးပေါ့เนาะအိမ်ရဲ့အဆောက်အဦနေထားတယ်တော်တော်လေးအဆင်ပြေเนาะတော်တော်လေးလဲဟိုက်ပါเนาะမီဆိုင်လေးလဲလှလှလေးသုံးပေးထားပါတယ်ဟာလေးเนาะဒါတော့ကတ်ထားဖို့နာအတွက်ကဒီတန်ဒီဘက်က slide တော့တကားလေးပေါ့เนาะဒီမှာသူကတော်တော်လေးကျဲတဲ့အနေထားလေးကြမ်းပါတယ်အဆောက်အဦကလည်းကြီးပါเนาะအဆောက်အဦအတွင်းပိုင်းလေးတစ်ချက်လိုက်ပြပေးမယ်เนาะလုံးဝအစ်စ်ပါเนาะအခုမှဆောက်လုပ်ပစ္စည်းတွေဟာလေးပါဒါလေးကဖျားကန်းပါเนาะဒါလေးကဖျားကန်းလေးပါမီဆိုင်လေးလည်းတော်တော်လေးတက်ပေးပါလို့ပြောမှာပေါ့เนาะဒါလေးမီဆိုင်လေးလည်းအလှတက်ပေးထားတယ်ဒါလေးကတော့ master room လေးပေါ့เนาะဒါလေးက master ကန်းလေးပါအထဲမှာရေရှိုးကန်းအိမ်သာပါမယ်ပေါ့เนาะရှက်ပြပေးမယ်เนาะအိမ်တစ်ကိုလုံးဝလူမနေရသေးဘူးเนาะဒါလေးအထဲမှာဘတ်တက်တွေပါလည်းပါတယ်เนาะဘူတိုင်းပါမယ်ဘီစင်ပါမယ်ဒါကတော့ cleaning မလုပ်ရသေးတဲ့အနေထားပေါ့เนาะတော်တော်လေးကျယ်တဲ့ထဲမှာပါပါတယ်တော်တော်ကျယ်ပါတယ်เนาะနောက်တစ်ထပ်ပြပေးပါမယ်သူကလေဘေးမှာလေအသားတွေတိကျသုံးပေးထားတယ်เนาะဒါကတော့အေကန်ကျယ်ပေါ့เนาะဒါကတော့အေကန်ကျယ်ပါအပေါ်မှာစီလင်နေလေးမီးလှလေးတိကျလုပ်ပေးထားတယ်เนาะအေကန်ကျယ်ပါဒါလည်း master room တစ်ခုပေါ့เนาะလောစိတ်ကပစ္စည်းလေးတွေမသိရသေးရပါတော့မီဆိုင်လေးလည်းတော်တော်လှရယ်နော်ဒီမှာလည်းရေရှုခန်းအိမ်သာပါပါမယ်ဒါလေးပါမယ်နော်ထပ်ပြပေးပါမယ်ဈေးနှုန်းရလေဒီကောင်ကလေတော်တော်လေးအဆင်ပြေတယ်နော်ဈေးနှုန်းရလေလေဒီမှာနောက်ထပ်တစ်ခန်းပါမယ်နော်ဒါက master လို့နောက်ထပ်တစ်ခန်းနော် master ကတိုးတဲ့3ခန်းဖြစ်မယ်နော်ဒီမှာမီဆိုင်ဒီဇိုင်းလေးကတစ်မျိုးတစ်ခန်းကိုတစ်မျိုးစီလုပ်ပေးထားတာနော်ဒီမှာလည်းရှိုးကန်အင်းသားအကုန်လုံးကဘူတိုင်းနေကြည့်ပဲနော်နောက်ကိုရှုကလေးမြင်ရတဲ့အနေထားလေးပါနော်ကျွန်းပါကလေးတွေအပြည့်ခင်းပေးထားတာနော်ကျွန်းပါကလေးတွေဒါကတော့မီးဘိုကန်ပေါ့နော်ဒါမီးဘိုကန်လေးပါမီးဘိုကန်မှာပေါ်မှာကက်ဘိနက်ကလေးလည်းပါတယ်အောက်မှာလည်းလုပ်ပေးထားတယ်နော်ဒါမီးဘိုကန်လေးပါမီးဘိုကန်လည်းတော်တော်ကျယ်တယ်နော်တော်တော်လေးကျယ်ပါတယ်အပေါ်မှာလည်းဒီဇိုင်းလေးတွေတခြားလုပ်ပေးထားတယ်နော်နောက်ကိုလည်းအကျယ်လေးရှိပါသေးတယ်ဒါကတော့နည်းနည်းလေးတိခန့်ကြည့်ပေးပေါ့နော်လောလောဆယ်ကလက်စမတက်သေးတဲ့အနေထားမသိသေးတဲ့အနေထားမလို့နည်းနည်းလေးပေးနေအားလေးတော့နားလဲပေးပေါ့နော်တော်တော်လေးလှပါတယ်ကဲလူကြီးမင်းများဘောစီများအိမ်တိကလေးမှနေမယ်ဆိုလို့ရှင်တော့တစ်ချက်အမြန်ဆုံးဟယ်လိုလိုက်တော့နော်အေကန်လည်းအေကန်ကျေပါနော်အေကန်ကျေပါရှေ့မှာလေတော်တော်ကျေသေးရယ်နော်ရှေ့မှာလေတော်တော်ကျေပို့ပါတယ်ကျေးဇူးတင်ပါတယ်